ပီတာဟာသူ့ရဲ့စွမ်းအားတွေကိုသုံးပြီးမြို့ထဲကရာဇဝတ်မှုတွေကိုစတင်နှိမ်နင်းရင်းမျက်နှာဖုံးစွပ်စူပါဟီးရိုလူသားပင်ကူဖြစ်လာခဲ့ပါတယ်။ Daily View ကဂရင်းစားတဲ့ကအက်ဒီတာချုပ်ဂျေဂျုံနာဂျင်ဆန်ဟာပီတာကိုအလွတ်တန်းတပ်ပုံစရာအထစ်ခန့်အပ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ပီတာတယောက်ပဲလူသားပင်ကူရဲ့ပုံရိပ်တွေကိုအကြီးလင်းဆုံးရိုက်ပေးနိုင်လို့ပါ။ဒါပေမဲ့ဂျင်ဆန်ကအဲ့ဒီတပ်ပုံတွေကိုသုံးပြီးလူသားပင်ကူဟာမြို့အတွက်အန်ဒီရရှိသူတူဖြစ်တဲ့ကိုနာမည်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒီတော့တွဲမှာပဲပီတာဟာသူ့ရဲ့တငယ်ချင်းအရင်ကောက်ခဲထိတဲ့နော်မန်ညတာဟယ်ရီနဲ့အတူအခန်းငှားပြီးအတူတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်။နော်မန်ဟာသူ့ရဲ့ကုမ္ပဏီဖွဲ့ဝင်တွေကသူ့ကိုယာရုကဖယ်ရှားပြီးတခြားကုမ္ပဏီတစ်ခုစီရောင်းချဖို့စီစဉ်နေတာကိုသိသွားတဲ့အခါလက်စားချေဖို့အတွက်လူဆိုးတယောက်အသွင်ပြောင်းလဲလိုက်ပါတယ်။ကမ္ဘာစည်းလုံးညီညွတ်မှုပွဲမှာပီတာကလူသားပင်ကူအဖြစ်ဝင်ရောက်တားဆီးပြီးနော်မန်ကိုနှိမ်နင်းခဲ့ပေမဲ့နော်မန်ကလွတ်မြောက်သွားပါတယ်။နောက်ပိုင်းမှာတော့ဂျင်ဆင်ကဒီထူးဆန်းတဲ့လူဆိုးမှာစိတ်ဖောက်ပြန်နေတဲ့ကိုရီကိုသွေးတစ်ခုရှိနေတာကိုသိသွားပြီးသူ့ကိုဂေါဘလင်စိတ်လို့အမည်ပေးလိုက်ပါတယ်။နော်မန်ကပီတာကိုသူ့ဘက်မှာပူးပေါင်းဖို့ကမ်းလှမ်းခဲ့ပေမဲ့ပီတာကငင်းဆိုခဲ့ပါတယ်။သူတို့နှစ်ယောက်တိုက်ခိုက်ရတဲ့ပီတာရဲ့ဂွေဘတ်လက်မောင်းမှာတန်ရာရသွားပါတယ်။နော်မန်ဒေါ်လေးမီနဲ့မေရီဂျိန်းတို့ဟာပီတာနဲ့ဟယ်ရီတို့စီမှာကျေးဇူးတော်ချီးမွမ်းပွဲညန်းစာအတူစားကိုရောက်လာတဲ့အခါနော်မန်ကပီတာလက်ကတန်ရာကိုမြင်သွားပြီးပီတာဟာလူသားပင်ကိုဖိမှန်ရိပ်မိသွားပါတယ်။အဲဒီနောက်မှာတော့သူဟာဒေါ်လေးမီကိုတိုက်ခွဲခဲ့လို့ဒေါ်လေးမီဆေးရုံတင်လိုက်ရပါတယ်။တစ်ဖက်မှာလည်းမေရီဂျင်းကသူမကိုနှုတ်ချင်းနိုင်ကဲတင်ခဲ့တဲ့လူသားပင်ကူကိုချစ်မိနေကြောင်းဝန်ခံခဲ့ပြီးလူသားပင်ကူကသူမအကြောင်းမေးမြန်းခြင်းရှိပီတာကိုမေးမြန်းခဲ့ပါတယ်။မေရီဂျင်းနဲ့တွဲနေတဲ့ဟယ်ရီဟာအခန်းထဲကိုရောက်လာတဲ့အခါမေရီဂျင်းကပီတာအပေါ်စိတ်ဝင်စားနေတယ်လို့ထင်သွားပါတယ်။သူတို့နှစ်ယောက်လက်ချင်းကင်ထားတာကိုမြင်ပြီးစိတ်ပြအားငယ်သွားတဲ့ဟယ်ရီဟာပီတာကမေရီဂျင်းကိုချစ်နေတယ်ဆိုတဲ့အကြောင်းသူ့အဖေကိုမရည်ရွယ်ပဲပြောပြမိသွားပါတယ်။